ဒီနေ့ဗီဒီယိုတင်ဖို့အရန်ကိုစိတ်လှုပ်ရှားတဲ့အထင်မှာမပါဘူးပေါ့နော်ကဲမတွေ့ရကြပြီရေစုံနှုတ်ဆက်မယ်ကျမ TV vlog မှာမတ် TV ဖြစ်ပါတယ် vlog တွေခဏခဏမတင်တော့ဘူးဆိုတာကနည်းနည်းလေးကြောက်တာလည်းပါတယ်ပေါ့နော်ပြီးတော့ကျမပြောလိုက်လို့များတခုခုမှားပါသွားခဲ့သေးရှိတော့ကျမအဲ့ဒါကိုလည်းကြောက်တာပါတယ်ပြီးတော့နောက်တစ်ခုကကျတော့ကျမဒီ vlog မတင်တဲ့တလားတွေမှာကျမဘာတွေလုပ်ဖြစ်လဲဆိုတော့ကျမရှင်နဲ့ပတ်သက်တဲ့အဝတ်စားတွေကိုဒီတလားတွေမှာတော်တော်များများဝယ်စုပြစ်တယ်ပြီးတော့နောက်တစ်ခုက gym အဝတ်စားတွေကိုဝတ်ပြီးတော့အားကစားလုပ်ရတော့ရမ်းသဘောကျလာတယ်။နောက်တစ်ခုကျတော့အခုဟိုအရင်2019 2018ကဆိုကျွန်မ protein တွေကိုစားပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်အစီအချတဲ့ mood ကိုပြန်ရနေတော့အဲ့လိုမျိုးတွေလုပ်ဖြစ်တယ်ပေါ့နော်။ carbohydrate ကိုလျှော့တယ် protein တွေစားတယ်ခန္ဓာကိုယ်ရမ်းပြောင်းချင်တယ်ဆိုတော့အဲ့ဒီဟာတွေလုပ်ဖြစ်တယ်။ပြီးတော့နောက်တစ်ခုဒီတလအတွင်းမှာကျွန်မဘာဖြစ်ခဲ့လဲဆိုတော့ပတ်စံနေငယ်ဆုံးရှုံးခဲ့တယ်နော်ကျမရဲ့ပေါ်စားမှုကြောင့်ပတ်စံလေးအနေငယ်ဆုံးရှုံးခဲ့တယ်ဒါပေမဲ့မသေးချာသေးဘူးပြန်ရမရတော့ပေါ့နော်အဲ့ဒီတော့လည်းစိတ်တော့ကတွေရောက်နေရတယ်ဆိုတော့လုံးတွေကတော့ပုံမှန်လုံးဖြစ်နေပါတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမကိုဟိုဟာပြောပါဒီဟာပြောပါကျမတို့ privacy နဲ့ပတ်သက်ပြီးတော့တခုခုများထိခိုက်သွားမှာဆိုတဲ့အတွက်ကျမမပြောချင်းဖြစ်ပါတယ်เนาะအခုကျမကတကယ်လို့များကိုယ့်ရဲ့အိမ်တော်ရေးနဲ့ပတ်သက်တာเนาะ relationship နဲ့ပတ်သက်တာလာမေးချင်တယ်ဆိုရင်အခုတင်ထားတဲ့ဖုန်းနံပါတ်ကနေတစ်ဆင့်ကျမကိုလာပြီးတော့မေးလို့ရပါတယ်သို့တော့free တော့မဟုတ်ပါဘူးပေါ့เนาะအခကြေးငွေယူပြီးတော့လာမေးလို့ရပါတယ်ဘာဖြစ်လို့အခကြေးငွေယူတာလဲလို့မေးရင်လူတိုင်းကအလကားရတဲ့ပစ္စည်းဆိုတန်ဖိုးမထားတတ်ကြဘူးအလကားပြောပြရင်တိတ်ပြီးတော့လေအလေးနဲ့မထားသလိုအလကားပြောပြလိုက်တဲ့အခါမျိုးကြရင်လေတိတ်ပြီးတော့မလုပ်ဖြစ်ကြကိုယ့်ရဲ့အိတ်ထဲကငွေလေးထုတ်လိုက်ရမှလေးနဲ့ထားခြင်းကြတယ်လိုက်လုပ်ခြင်းကြတယ်ဒါလူရဲ့တဘာဝဖြစ်တဲ့အတွက်ကြောင့်ကျမအရင် trainer ပွားတော့ဆိုရင်အလကားတင်ပြတဲ့ပြီးတော့ဘယ်လိုပြောမလဲဟို session ကိုတိတ်တဘောမကြကြအောင်ပတ်စံနေအများကြီးပေးရတယ်ဒေါ်လာတွေအများကြီးသွင်းရတဲ့ session တွေဆိုလူတွေကအရင်သဘောကျတယ်ဒါလူတစ်ပါပါဒါကြောင့်မလို့ကျမတို့ဟာကိုတက်မြောက်ထားတဲ့ပညာတစ်ခုပဲတော့မှကျမတို့လက်ကားမပေးဘူးเนาะဒါကျမအသက်33နှစ်မှာသိလာတဲ့အရာတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ relationship အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့မေးချင်တယ်ဆိုရင်ကျမအခုတင်ထားတဲ့ဖုန်းနံပါတ်ကလည်းတစ်ဆင့်လာပြီးတော့မေးလို့ရပါတယ်เนาะတင်တန်းချီတော့ဖြစ်ကုန်ပြီဘယ်လိုပြောမလဲပညာချေးရတော့ကျမတတ်မှတ်ထားတယ်နှုံးလေးပါပဲအများကြီးလည်းမယူအနည်းကြီးလည်းမယူဘူးเนาะလူတိုင်းဘယ်လိုပြောမလဲ3နိုင်တဲ့ပမာဏလောက်ကိုကျွန်မတတ်မှတ်ပြီးတော့ကျွန်မတို့ relationship တွေကိုအကြံပေးဆွေးနွေးမှာဖြစ်ပါတယ်ဆရာကြီးတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်မသိသလောက်ပေါ့နော်ကျွန်မရဲ့အတွေ့အကြုံလေးကျွန်မသိသလောက်တွေကို share လုပ်ပါမယ်အဲ့ဒီကြားထဲမှာ set chat တာမျိုးတွေ set chat ချင်တာမျိုးတွေ set chat လား video call နဲ့လား voice call နဲ့လားဆိုပြီးတော့ဘာညာတရာကလာမေးရင်လည်းကျွန်မမလုပ်ပါဘူးเนาะဘာလို့လဲဆိုတော့ကျွန်မvoice နဲ့တော့ကျွန်မပြောပေးမယ်เนาะအဲ့တော့ကျွန်မ relationship တွေကျွန်မဟိုတယောက်တယောက်လာမေးကြတယ်လာမေးကြပြောပြလိုက်တယ်ဒါပေမဲ့လည်းအလကားရရပဲဆိုနောက်ထပ်ထပ်ပြီးလာမေးတယ်မေးကုန်နေအများကြီးအားကြောင့်မလို့ကျွန်မပြောချင်တာကကျွန်မအခချင်းငွေယူပြီးတော့ကျွန်မ relationship ပြဿနာတွေကျွန်မဖြေရှင်းပေးပါမယ်ဒါကြောင့်ဒီနေ့ vlog လေးမှာကျွန်မအရင်ဆုံးပြောချင်ပါတယ်เนาะဒီနေ့ပြောမဲ့အကြောင်းအရာလေးကကြတော့ဘာစဉ်းစားထားလဲဆိုတော့တော်တော်များများလေ hot white ကိုလာမေးတယ် cup 4တွေလာမေးတယ်ကျမဗီဒီယိုတွေကိုကြည့်ရလူတိုင်းကျမတို့သိရကျမ2022ကဆိုတော့ကျမ vlog တင်နေတာ hot white တွေ cup 4တွေကြောင်းကျမတို့ရှင်းပြထားတယ်ပြီးရင်မေးကြတယ်အမားက hot white လား hot white တိုက်ကြီးနော် no hot white တိုက်ဆိုတိုင်း hot white မဟုတ်ဘူးเนาะ hot white မှာကျမတို့စာချမိုးလို့ရုပ်လေးပါတယ်လုံးဝမထင်မှတ်ထားတဲ့ innocent လို့ရုပ်လေးတွေပါတယ်เนาะ sexy ဖြစ်တိုင်းဘယ်လိုပြောမလဲ hot white လို့သတ်မှတ်လို့မရအောင်တင်မကြီးရရင်သားကြီးရ this is hot white type ကြီးဆိုပြီးတော့သတ်မှတ်လို့မရအောင်လူတိုင်းမှာ dead size ဆိုတာရှိအဲ့ dead size ကကိုမမြင်နိုင်တဲ့ဘယ်လိုပြောမလဲကိုမထင်မှတ်ထားတဲ့လူတွေဖြစ်ကောင်းဖြစ်နိုင်ဒါတွေကိုကျမတို့တော်တော်များများသိစေချင်ဒါကြောင့်မို့လို့ကျမကို hot white လားเนาะcap cola အဲ့ဒါတွေလာမေးတဲ့လူတွေကျွန်မပြောချင်တာကျွန်မ hot white မဟုတ်ပါเนาะ
hot white လည်းမဟုတ်ပါဘူး hot white လောက်ရတာလည်းဝါသနာမပါပါဘူးဒီလိုပဲကျွန်မ share ပေးတယ်ဘာလို့လဲဆိုတော့ hot white တွေ cap core တွေမှာကအမှားတွေရှိတယ်ဒီအမှားတွေကိုကျွန်မတို့ဘယ်လိုပြောမလဲစင်ကျင်နိုင်အောင်လို့เนาะဒါကြောင့်မလို့ကျွန်မဗီဒီယိုတွေကိုကျွန်မတင်ပေးတယ်သို့တော့အရန်လာမေးတာအရန်များတဲ့အတွက်ကျွန်မအနည်းချင်းလေးတော့ပြောပြမယ်အကုန်လုံးတော့လိုက်ပြီးတော့မပြောပြဘူးเนาะပတ်ဝန်းကျင်လေးစုညံသွားတောင်းပန်ပါတယ်ဘာလို့လဲဆိုတော့ microphone ကလည်းအဟောင်းဖြစ်တယ်လမ်းမကလည်းမီးပွိုင်းရှိတော့ရုံးစင်းတဲ့အချိန်ဆိုကားတွေချက်တော့ဟွန်းလေးတွေတီးဒါလေးကိုနားလေးပြပါကဲ hot white ကိုအရင်ပြောမယ် hot white ကကြတော့ तू ကကြတော့ तू ကဘယ်လိုပြောမလဲ jack သူ့ရဲ့စိတ်ထဲမှာကတာမန်မဟုတ်တဲ့ဆက်ဆံခြင်းတွေကိုသဘောကျတဲ့အမျိုးသမီးတွေရှိတယ်ပေါ့နော်ဥပမာ2 or 3ဒီလိုမျိုးသမီးတွေရှိတယ်ဒါတွေကကျမတို့ပြောရတယ်ဆိုတော့သူ့ရဲ့မွေးရပါဗီဇရောက်ပါလာခြင်းဖြစ်တယ်ဒါကအရင်ရိုးစင်လားဆိုတော့တိတ်ပြီးတော့လက်မခံနိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့် hot white အမျိုးသမီးကိုရထားတဲ့အမျိုးသားတွေအနေနဲ့ကျမတို့နားလေပေးမှုက 100% အရေးကြီးရပေါ့နော်အဲ့လိုပဲကိုက cap code ဆိုရင် cap code ကိုရထားတဲ့အမျိုးသမီးတွေအနေနဲ့လည်းကိုယ့်ရဲ့အမျိုးသားကိုနားလေပေးတယ်ဒါပေမဲ့ကိုက hot white လည်းမဟုတ် cap code လည်းမဟုတ်ဒီလိုပဲဒီကိစ္စကို celebrate လုပ်နေဝါသနာပါသွားတဲ့သူတွေလည်းရှိကောင်းရှိနိုင်ဒါကြောင့်မလို့ကျမတို့ပြောချင်တာကကိုက hot white ပဲဖြစ်နေပါစေ cap code ပဲဖြစ်နေပါစေတန်ဆေးလုံပေးလိုတစ်ထပ်ပို့ပြီးတော့ဒီကိစ္စကိုအလွန်ကျူး celebrate လုပ်ခြင်းကိုကျမကတော့တားမြစ်ပါတယ်เนาะဒီပုံမှာပြဿနာတွေရှိလာနိုင်တယ်ဒါကြောင့်ကျမတို့တွေက hot white ပဲခေါ်ခေါ် cap code ပဲခေါ်ခေါ်ကျမတို့ safe ဖြစ်တဲ့သူမျိုးကိုကျမတို့ရွေးချယ်တယ်เนาะအဲ့လိုပဲပြီးရောလုံးလိုက်ခြင်းဟာလေပြဿနာပေါင်းများစွာကိုကျမတို့ဘယ်လိုပြောမလဲချစ်စိန်နိုင်တယ်ပေါ့နော်ဒါကြောင့်ကိုကမြန်မာနိုင်ငံမှာဆိုရင် hot white တွေ cap code တွေအများကြီးရှိရဲเนาะအဲ့ဒီအပေါ်မှာကျမတို့တွေကအရင်လက်တဲ့မဆန်းချင်ဘူးတော်ရုံတန်ရုံလောက်ပဲကောင်းတယ်အရင်အလွန်ကျူးဖြစ်သွားရင်လည်းဘသူကြောင့်မကောင်းဘူးပေါ့နော်ဒါတော့ကျမပထမဆုံးအနေနဲ့အကြံပေးခြင်းဖြစ်ပါတယ်ဒီရဲ့အကြောင်းကိုအကျယ်တဝန်းသိချင်တယ်ဆိုရင်တော့Google ထဲမှာရှာဖတ်လို့ရတယ် YouTube တွေမှာနားထောင်လို့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမကဒီအကြောင်းကိုအခြေတဝင်းမပြောချင်ဘူးဆိုတာက privacy ရနားလဲပေးမယ်ထင်ပါတယ်เนาะပြီးတော့နောက်တစ်ခုကကျတော့ကျမတို့ relationship တွေအိမ်တော်ရေးအကြောင်းတွေကိုကျမတို့ဆွေးနွေးတဲ့အခါမျိုးကြရင်เนาะလူတွေကတစ်ဖက်လူရဲ့အမှားကိုပဲတော်တော်များများက push လုပ်ကြတယ်ပေါ့နော်တွန်းအားပေးကြတယ်ဒီလူမှားကြောင့်ငါဒီလိုဖြစ်တာအမှန်တကယ်တော့ကိုယ်တိုင်လည်းမှားနေတာဒါတွေကိုကျမတို့တွေကမသိကြပဲနဲ့တစ်ဖက်လူ partner ပေါ်မှာအရင်ဆွဆွဲပြောဆိုနေကြတဲ့relationship တွေတော်တော်များများရှိကြပါတယ်။ဒါကြောင့်မို့ဒီ relationship တွေပေါ်မှာလည်းကျမတို့နားလေးပေးစေချင်ပါတယ်။ကဲဒါကတော့ခုနအရှင်းမပြောတဲ့ hot white တို့ cap ကိုနောက်တစ်ခုကကျတော့ကျမတို့တွေအဲ့ဒါဘယ်လိုခေါ်လဲဆိုတော့တာမန်မဟုတ်တဲ့ယူတုံမှုတစ်ခုပေါ့နော်။ဥမာ use panty တွေကိုအသုံးပြုပြီးတော့ကျမတို့တွေmasturbation လုပ်တာမျိုးတွေခြေအိတ်တွေရဲ့အနှမ်းတွေကိုအသုံးပြုပြီး masturbation လုပ်တာမျိုးတွေနောက်တစ်ခုarmpit ပေါ့နော် child အနှမ်းလိုမျိုးတွေနောက်တစ်ခုအဲ့ဒီအရာတွေပေါ်မှာဆွဲလန်းတာမဟုတ်တဲ့အရာတွေပေါ်မှာဆွဲလန်းရင်းနဲ့ပျော်လာတဲ့လူသားတချို့လည်းရှိပါတယ်ပေါ့နော်ဒါတွေကထူးဆန်းကောင်းထူးဆန်းနေနေမယ်တိုးပေမဲ့တကယ်ရှိတယ်ဒါကလည်းကိုယ်ယူသွမှုတွေကိုပေါ့နော်ဘသူ့ပေါ်မှာထိခိုက်ခြင်းမရှိဘူးကိုဒီပေါ်မှာအရန်ကို jack side ပေါ်မှာအရင် 100% လွှမ်းမိုးသွားတဲ့အမျိုးသားတွေရှိရဲအဲ့လိုမျိုးဆိုရင်ကျမတွေကတချို့ဆိုရင်ဗီဒီယိုတွေမှာတွေ့မှာပေါ့လှမ်းထားတဲ့ underwear လေးကိုခိုးယူပြီးတော့နမ်းရှုံလိုက်တာမျိုးတွေเนาะဒီຢာတွေကိုစနစ်သက်ဆွဲလန်းတာမျိုးရှိဒါလူတယောက်နဲ့လူတယောက်က jeans အရာမတူညီရဲ့အတွက်ဒီပေါ်မှာဆွဲလန်းနေတဲ့မှုတွေရှိရဲဒါတွေကသွားအပြစ်ပြောလို့မရအောင်အဲ့လိုမျိုးလူတွေကတကယ်နှာဝူးကြီးတနာယူကြီးလို့သွားပြောလို့မရဘူးဒါသူတို့ရဲ့စိတ်ထဲမှာကဒီຢာပေါ်မှာဆွဲလန်းနေခြင်းတစ်မျိုးဖြစ်တယ်ဒီຢာပေါ်မှာကျမတို့တွေကသူတို့ကအဲ့ဒီ dark side ကိုသူတို့သိတော့မှအရန်ကြောက်တို့ပေမဲ့ကျမတို့ဘယ်သူပေါ်မှာမထိကြိုက်ဘူးเนาะကိုဒီຢာကိုနှစ်သက်တယ်ဆိုရင်လုပ်လို့ရပါတယ်ဒါဆိုရင်တော်တော်များများကတော့ပြောရင်တော့ဘယ်သူပေါ်မှာမထိကြိုက်ပေါ့เนาะကိုဆွဲလန်းရနှစ်သက်ရတစ်ခုပဲပေါ့ဒါကြောင့်ကျမအဲ့ဒီဗီဒီယိုမှာလည်းကျမတင်ခဲ့ပြီးပါတယ်ကျမဖြတ်ချလိုက်တယ်ဘာလို့လဲဆိုတော့နည်းနည်းလေး privacy ရပါတော့ဆိုတော့ကိုရဲ့ခြေအိတ်တွေเนาะ use panty တွေနောက်တစ်ခု armpit တွေเนาะနောက်တစ်ခုခြေမကို sucking လုပ်ပြီးတော့celebrate လုပ်ရတာသဘောကျတဲ့ relationship တွေတော်တော်များများလည်းရှိကြပါတယ်เนาะ relationship တွေsex
ပုံစံတွေကတော့မျိုးစုံရှိရဲသို့ပေမဲ့ကျမအခုနည်းနည်းချင်းပြောပြတာကြတော့ဒါလေးရှိတယ်ဆိုတော့ကျမတို့ပြောပြရပါတော့ဟိုတလောဆိုရင်ကျမအရင် short ပြသွားတယ်ကျမအများအားဝင်နေကြ customer ကိုကြီးကမိန်းမ2ယောက်ယူထားတယ် oh my god အခုမိန်းမ2ယောက်ကိုဘလို့များ struggle လုပ်လဲလူကင်တွေလဲပေါ့နော်သူ့ရဲ့ဘဝတရာကျမရှင်းပြပထမမိန်းမ1ယောက်ယူလိုက်တယ်ပြီးတော့နောက်ကောင်မလေး1ယောက်ကိုအိမ်ခေါ်လာတယ်ပြီးတော့သူ့ရဲ့ပထမမိန်းမလည်းသဘောတူတယ်ပေါ့နော်ဒီလိုပဲသဘောကျတယ်2ယောက်လုံးက body type ကအရမ်းမိုက်တယ်အကိုအဆင်ပြေလားပေါ့နော်အကိုနိုင်ရောနိုင်လားဆိုစိုးပါဘူးပေါ့နော်သူဟာလည်းသူကတော့ဟုတ်နေရမယ်တကယ် short ရသွားတယ်သူညီမစီမဝယ်ရဆိုအမြဲနှစ်ခုဝယ်အော်ဘာဖြစ်လို့လဲပေါ့နော်သိချင်လို့လေအကိုဘာဖြစ်လို့လဲဘာလို့နှစ်ခုဝယ်ရလဲစော်2ယောက်ရှိရလားဆိုမဟုတ်ဘူးတဲ့စော်မဟုတ်ဘူးတဲ့မိန်းမ2ယောက်ရှိရ oh my god အဲ့လိုမျိုးသားတွေလည်းရှိတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့စန္ဒတစ်ခုဟာတခြားသူ့ပေါ်မှာဒုက္ခမပေးဘူးဆိုရင်ဆက်သွားလို့ရတယ်တခြားပေါ်မှာဒုက္ခအရန်ပေးတာမျိုးတွေတခြားဘူးပေါ်မှာဒုက္ခရောက်သွားစေတာမျိုးတွေဆိုရင်ကျွန်တော်တို့ရှောင်လိုက်တာအကောင်းဆုံးဆိုတော့လေအဲ့လိုမျိုးလေးတွေပဲရှိတယ်ပေါ့နော်ဒါကတော့ကျွန်မဗီဒီယိုမှာကျွန်မပြောခဲ့တဲ့အကြောင်းအရာတွေပေါ့နော်အရင်တော့ဆိုရင်ကျွန်မဒီထက်ပို့ပြီးတော့ဘ ഹു တုတရစေတဲ့ဟာတွေကျွန်မပြောတယ်ပို့ပြီးတော့တခြားသူတွေတိတ်မပြောဖြစ်တဲ့အကြောင်းအရာတွေကိုပြောတယ်ဒါလေးကိုနည်းနည်းလေးထိန်းပါမယ်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံ privacy ရဘယ်လိုပြောမလဲနည်းနည်းလေးထိန်းမှအဆင်ပြေစေတဲ့အတွက်ကြောင့်ကျွန်မနည်းနည်းလေးထိန်းပြီးတော့ပြောပါမယ်ပေါ့နော်ဒီလိုမျိုးအိမ်တော်ရေးတွေလည်းရှိရပေါ့နော်အိမ်တော်ရေးကထင်သလောက်ခက်လားထင်သလောက်လွယ်လားဆိုရင်အိမ်တော်ယူပြီးတဲ့အိမ်တော်ကြပြီးတဲ့ relationship တိုင်းကအိမ်တော်မပြုချင်တော့ဘာလို့လဲဆိုတော့အရင်ပျော်စရာကောင်းလားဆိုတော့လေအရင်လည်းပျော်စရာမကောင်းဘူးခါလေးကျလည်းပြင်းစရာကောင်းတယ်ခါကျလည်းနာမကက်ချင်တော့ခါလေးကျရင်လည်းငါဘာလို့အိမ်တော်ပြုမိတာလဲဆိုရယ်မိကိုကိုတိုင်းခဏမေးမိရပေါ့နော်ဒါကတော့အိမ်တော်ပြုတဲ့ relationship တိုင်းရဲ့ခံစားနေရတဲ့ခံစားချက်လေးပါပေါ့ဒါကြောင့်မို့လို့ကျမတို့အိမ်တော်ပြုမယ်ဆိုရင်လည်းတည်ချာတွေးပါတည်ချာစဉ်းစားပါတည်ချာအချိန်ယူပါနော်လို့ပြောချင်ပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲနောက်နေ့မှာဒီထက်မိုက်တဲ့ခေါင်းစဉ်လေးနဲ့လာခဲ့မယ်ဒါကတော့အစပြိုးချင်းဗီဒီယိုလေးပေါ့နော်တကယ်လို့ကိုယ့်ရဲ့ relationship အကြောင်းတွေအိမ်တော်ရေးအကြောင်းတွေသိချင်နေဆိုရင်အခုဖုန်းနံပါတ်ကနေတစ်ဆင့်လာရောက်မေးမြန်းလို့ရပါတယ်တနေ့ကိုတစ်ယောက်ပဲလက်ခံပါမယ်နော်ပြီးတော့နောက်တစ်ခုကကြတော့လိုအပ်တဲ့ပစ္စည်းလေးလိုချင်နေဆိုရင်အခုတင်ထားတဲ့ဖုန်းနံပါတ်လေး Telegram Viber ကနေတစ်ဆင့်လာရောက်ဝယ်ယူလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မ TV Blog မှာမတ် TV ဖြစ်ပါတယ်ဆိုရင်မဲရောင်တွေစိုးထားတယ်ရှမ်းကို confidence ရှိစေတယ်ပေါ့နော်ဒါလေးကတော့ကျွန်မခုလော move ဝင်နေတဲ့အရာလေးပါပေါ့ကဲအားလုံးကိုကျေးဇူးပါတတာ